ke Melbourne New Lekong the Pitamek Cancer Research Center bina ye sinchipung yok kwet ni ya ma chano ba tui le sro the ayot pin le ri site thar akhin ni chano tui yare ti ma site de pu ku ri ba yi le sro the ma Courtney Street Garden de no the ma solution the pin le ri site pu in the du ri chu sa khe a chu sa a thuk khe ya de da bi me ane nge mi san chi chin de solution no ayot kle ri the ma solution no nana yot le ri pro ma pusina yot le ri Proma income which and leave has solution no you to alu yabare and then you to alu yabare sanamuna in it. So from do kumjuta you yare. That may please do not take fruits or vegetables or whole plants. I do atiro makubane up in the kulongo manhobane or the kulongo mateto abane. I do panshin we got through ato site tapi me Edemia in a bina ponchi matuala luyare. Ayot de chu yo de yulu ya ba de ai do ba pyo chin le so yin je pyu nga chin taw mo chno ro alai ti ta chin chno ro ko taw su ni ya phit de sai de lu ka sai pi twa bi dai me chno ro ko yu pho yan de khun pyu de dai me amyai do ma yu ne bo ba chong so chno tayaw ka lo chin to lo myo acha tayaw ka la lo chin me ti to chong ma tru to le chanda pi pho yan de thu pyu ma ka mi de ma Sauli Tapide, Pachina Pugumia, Dwedama, Tainu Ya on Kinley, Taimania, Tarapide. Dido Genoru, who to Yuan and then Chayo Dwajare. Genoru, I like Tita Bila. Genoru Bina Poanchima, Lu needed Bina Poanchima, Shida Puku in the Genoru. They on Genoru a Nina Chinet Sagabio Jala, Genoru Bina Poanchinet, they on Genoru Nijadala. Mo ku chai da belo ma ku china ma lo be ku lo pro ma ku sara be ku pasan sara be stru atui khor chonoro no batu ku ma khu sai sia ma lo bu stru atui khor chonoro myama nainga tu nainga ta ma toro shi de ai do ji tu ku yu te ya ma mati u no nge tu ku sana ma ya man le mati bu chono chama ru nainga cha yauk la da atui khor pu mo myin twa bu phit deဒီတော့ကျွန်တော်တို့စိတ်လုံးထဲမှာเนาะယဉ်ကျေးပြူဟာချင်း courtesy เนาะ utilize ချင်းတော့မဟုတ်အလိုလိုအလိုက်တိတတ်ချင်းကိုကျွန်တော်တို့မှာရှိဖို့အရန်လိုအပ်တယ်ဆိုကျွန်တော်တို့မှာတိထားဖို့လိုအပ်တယ်ဒီမှာငွေကလေးထားလိုက်ပြတဲ့အယုတ်လေးတွေပေါ့เนาะအဲ့တော့ဘေးနာပဝန်းကျင်အတွက်ပျော်ရွှင်ရအောင်တချို့လူရလုပ်ပြီးဒါပေမဲ့ကျွန်တော်ပုဂ္ဂိုလ်များဘေးနာပဝန်းကျင်နဲ့တဟဇာတဖြစ်အောင်မနေဘဲနဲ့ harmony ဖြစ်အောင်မနေဘဲနဲ့ဘေးနာပဝန်းကျင်တို့ဆူညောင်းခလုတ်များကျွန်တော်တို့ဖြစ်နေမလားကျွန်တော်တို့တော်ပဲစဉ်းစားတင်တယ်နော်အဲ့တော့နိုင်ငံခြားရောက်သွားတာကအသွေးခေါ်တွေပုံမနှိမ့်ကြဖို့မဟုတ်ဘူးပုံမနှိမ့်ဆင်းဖို့မကျွန်တော်တို့သွေးခေါ်ပုံစံနဲ့ပုံမမြင့်တက်ဖို့ရန်အတွက်လူများကိုလည်းပုံမစာနာဖို့တတ်ဖို့ရန်အတွက်နော်လူများအတွက်လည်းပုံမစဉ်းစားတတ်ဖို့ရန်အတွက်ယဉ်ကျေးပြူငှာချင်းပုံမရှိဖို့ရန်အတွက်နဲ့ကျွန်တော်တို့အလိုတိတတ်ချင်းအလိုက်တိချင်းတွေကျွန်တော်တို့ပုံမများပြနိုင်အောင် intuition အလိုက်တိတတ်ချင်းနဲ့အလိုတိတတ်ချင်းကျွန်တော်မှာပုံမများအောင်ကြိုးစားကြပါရဲ့လားဒါမှမဟုတ်နိုင်ငံခြားရောက်ပြီးဘယ်သူကမှနော်စကပုံရှေ့ဘယ်ခွေးကမှလူမထင်ဘူးဘယ်လူကမှလည်းခွေးမထင်ဘူးအဲ့တော့ဆဲတဲ့စကားလို့နော်ပြောချင်တာကကျွန်တော်တို့ကိုလုတ်ပြီးကိုစားတာပဲကိုပစံနဲ့ကိုစားတာပဲကိုလက်နဲ့လုတ်ပြီးစားတာပဲဘယ်သူကမှခွေးစိုက်ဆရာမလို့ဘူးဆိုပြမှာအဲ့ဒီအတွေ့အခေါ်ကျွန်တော်တို့ရှိနေမယ်ဆိုရှင်တော့လူပေါင်းလောကမှာကျွန်တော်တို့နေရာဆက်မှာမဟုတ်ဘူးအဲ့တော့ခဏတာမှာတော့အဆင်ပြေမဲ့ဒါပေမဲ့လူအများတကယ်လူများနဲ့နေထိုင်တဲ့အခါမှာလူများရဲ့ကဲ့ရဲ့ချင်းခံရမှာဖြစ်တော့ကြောင်းမလို့ယဉ်ကျေးပြူငှာချင်းဒီပိုင်ရှင်တွေကလုပ်ပြီးတယ်ခွင့်ပြုတယ်အဲ့တော့ကျွန်တော်တို့အခန့်ကဏ္ဍကအလိုက်တိတရမယ်ယဉ်ကျေးစွာနဲ့ပဲသူတို့ပေါ်ပြထားတဲ့စာသားအတိုင်းကျွန်တော်တို့အနေနဲ့လဲလိုက်လျှောက်ဖို့လိုအပ်တယ်ဆိုတော့ကြောင်းဒီနိုင်ငံခြားရောက်ပြီးမှကျွန်တော်တို့အလိုက်တိတကြပြီလားအားလုံးအလိုက်တိယဉ်ကျေးပြူငှာစွာနဲ့လူများကိုဆက်ဆံပြောဆိုနိုင်တော့ပုံကမြဖြစ်နေကြပါစေ